အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရဲဘော်ကိုရောပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာကျွန်တော်တို့အားလုံးအတွက်ရေးကြီးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ဒီ community လို့ခေါ်တဲ့လူမှုအဖွဲ့အစည်းတွေရဲ့အရေးပါပုံအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဟာတဦးရဲ့နေထိုင်လို့မရပါဘူးတယောက်နဲ့တယောက်ညီကိုပြီးတော့နေထိုင်ကြရပါတယ်ဒါကြောင့်လူဖွဲ့စည်းဆိုတာကျွန်တော်တို့ရဲ့ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်ဒီကြားလူကစပြီးရက်ကွက်လူနယ်တိုင်းပြည်ကဘာကြီးအထိကျွန်တော်တို့ဟာလူဖွဲ့စည်းအသီးသီးရဲ့စိတ်ပိုင်းတွေဖြစ်ကြပါတယ်ဒီဗီဒီယိုမှာလူအဖွဲ့အစည်းတွေရဲ့ရေးပါမှုနဲ့ခိုင်မာတဲ့လူအဖွဲ့အစည်းကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးလူအဖွဲ့အစည်းတွေရဲ့ရေးပါတဲ့အကြောင်းကိုပြောပြရစီ။လူအဖွဲ့အစည်းဆိုတာကျွန်တော်တို့တဦးတစ်ယောက်ရဲ့ဘဝတွေအပြင်ကျွန်တော်တို့နေထိုင်ရာလူပေါင်းအဖွဲ့အစည်းအတွက်လည်းအများကြီးရေးပါလာပါတယ်။လူအဖွဲ့အစည်းတစ်ခုကကျွန်တော်တို့ကိုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပေးနိုင်ပါတယ်။တဦးတဲ့အထီးကျန်ဆန္ဒတွေစိတ်ထကြတာတွေမဖြစ်အောင်လဲကူညီပေးနိုင်ပါတယ်။ကို့မှာပြဿနာတစ်ခုကြုံလာသည်ဖြစ်စေဝမ်းနည်းစရာတစ်ခုကြုံလာသည်ဖြစ်စေဘေးနားမှာနားလိုက်ပြီးမဲ့သူတွေပြည့်သိမ့်ပြီးမဲ့သူတွေရှိတာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုမြင့်တင်ပေးပါတယ်။ဥပမာဆိုရင်ရက်ကွက်ထဲမှာကိုကဒုက္ခရောက်နေတယ်ဆိုရင်ဘေးအိမ်ကြီးများချင်းတွေကဝိုင်းဝန်းဖေးမှကူညီပေးတာမျိုးတွေဒါမှမဟုတ် online ပေါ်မှာစိတ်တူကိုယ်တူတငယ်ချင်းတွေရာနေပြီးတော့ချင်းအားပေးစကားပြောတာမျိုးတွေပေါ့လူပွဲစည်းတစ်ခုရဲ့အစိတ်ပိုင်းထဲမှာပါဝင်ခြင်းအဖြစ်ကျွန်တော်တို့ဟာလုံုံတယ်လို့ခံစားရပါတယ်အစုံတစ်ခုနဲ့ချိတ်ဆက်မိနေတယ်ဆိုတဲ့အရာလေးကကျွန်တော်တို့ကိုစိတ်လုံခြုံမှုဖြစ်စေပါတယ်ဒီမှာဆိုရင်ရက်ကွက်ထဲမှာရက်ရွာလုံခြုံရေးအတွက်ရက်ကွက်လုံခြုံရေးအတွက်အတူတူပူးပေါင်းပါဝင်ပြီးဒီနေ့ဆောင်းချောက်ပေးရမျိုးတွေပေါ့လူဖွဲ့စည်းတွေဟာဒီပညာတွေတန်းကျင်မှုတွေကိုမျှဝေရနေရလဲဖြစ်ပါတယ်တယောက်စီကတယောက်တင်ယူလေ့လာပြီးတော့ကိုယ့်ရဲ့အရေးချင်းတွေကိုတိုးတက်အောင်လဲလုပ်နိုင်ပါတယ်ဥပမာဆိုရင်စာဖတ်ပြင်း group တွေမှာကိုဖတ်ရှုထားတဲ့ဘဝတူတာတွေအမြင်တွေကိုမျှဝေပေးတာမျိုးတွေပြန်လည်ဆွေးနွေးတာမျိုးတွေပြီးရင်လက်မှုပညာသင်တန်းတွေဒါပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပညာရေးနဲ့ကျွမ်းကျင်မှုတိုးတက်စေပါတယ်လူဖွဲ့စည်းတွေကကျွန်တော်တို့ရဲ့အလုပ်အကိုင်ပြည်ပွားရေးလူမှုရေးအခွင့်အလမ်းတွေကိုလည်းဖန်တီးပေးပါတယ်ကိုယ်ရက်တွေချိတ်ဆက်ပြီးလုပ်ငန်းခွင်အခွင့်အလမ်းတွေရနိုင်တယ်လို့ပူးပေါင်းလုပ်ဆောင်ခြင်းအဖြစ်လည်းပြည်ပွားရေးလုပ်ငန်းသစ်တွေကိုဖန်တီးနိုင်ပါတယ်။ဥပမာဆိုရင်ဒီဘဝရေးသမားတွေရဲ့ကိုယ်ရဲ့ချိတ်ဆက်ပွဲတွေမှာပါဝင်ပြီးတော့လုပ်ငန်းချင်းချိတ်ဆက်တာမျိုးပေါ့။သူ့အဖွဲ့အစည်းတွေကလူတွဲပြားတဲ့လူမျိုးတွေနောက်ခံတွေယဉ်ကျေးမှုတွေကိုချိတ်ဆက်ပေးပြီးလူမှုစည်းလုံးညီညွတ်မှုကိုတည်ဆောက်ပေးပါတယ်။အချင်းချင်းနားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းမြင့်တင်ပေးပါတယ်။ဒီမှာဆိုရင်မတူညီတဲ့လူမျိုးပေါင်းစုံပါဝင်ဆင်နွှဲတဲ့ပွဲတော်မျိုးတွေအခမ်းအနားတွေအားဆိုရင်ဒီလူတွေအကြားမှာအချင်းချင်းနှိစက်မှုရရှိစေပါတယ်လူမှုဖွဲ့စည်းတွေဟာဒေတာရင်းပြည်ပခါတွေရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းတွေလုပ်ဆောင်မှုအတွက်နေရာတစ်ခုလည်းဖြစ်ပါတယ်ဥပမာတဘာဝပတ်ဝန်းကျင်ထိန်းနေတာမျိုးကလေးတွေရဲ့ပညာရေးအတွက်ရန်ပုံငွေရှာဖွေနိုင်တာမျိုးဟာဆိုရင်လူအဖွဲ့အစည်းတွေရဲ့အင်အားကြောင့်ပဲဖြစ်ပါတယ်လူဖွဲ့စည်းတွေဟာတန်မဲ့နေသူတွေအတွက်လည်းအတန်ဖြစ်ပေးနိုင်ပါတယ်လူအခွင့်အရေးတွေလူသမီးတွေရဲ့အခွင့်အရေးတို့ကိစ္စရပ်မျိုးတွေမှာထောက်ခံအားပေးပြီးတော့တရားမျှတမှုကိုဖော်ဆောင်ပေးနိုင်ပါတယ်လူဖွဲ့စည်းတွေဟာရိုးရာဓလေ့ထုံးတမ်းတွေဘာသာစကားတွေလူပညာရပ်တွေကိုထိန်းသိမ်းပေးပြီးတော့
နောင်မျိုးဆက်တွေဒီကိုလည်းလက်ဆင့်ကမ်းပေးနိုင်ပါတယ်လူမှုဖွဲ့စည်းတွေခိုင်မာမှုမရှိဘူးဆိုရင်တော့ဒီညံဆန်မှုတွေလူမှုရေးပြဿနာတွေမြင့်တက်လာနိုင်ပါတယ်ပူပေါင်းဆောင်ရွက်မှုတွေအားနည်းပြီးအချင်းချင်းမယုံကြည်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်နောက်ဆုံးမှာလူပေါင်းဖွဲ့စည်းတစ်ခုလုံးကိုပျက်စီးယိုယွင်းစေနိုင်ပါတယ်ဒါကြောင့်ခိုင်မာတဲ့လူမှုဖွဲ့စည်းတွေတည်ဆောက်ဖို့အရေးကြီးပါတယ်ဟုတ်ပြီဒါဆိုခိုင်မာပြီးအကျိုးပြုတဲ့လူမှုအဖွဲ့အစည်းတွေကိုဘယ်လိုတည်ဆောက်ကြမလဲကျွန်တော်ဒီကြောင်းအရာကိုချက်၅ချက်နဲ့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်ကတော့ယုံကြည်မှုနဲ့လေးစားမှုတည်ဆောက်ခြင်းပါခိုင်မာတဲ့လူအဖွဲ့အစည်းတွေအတွက်အခြေခံအုတ်မြစ်ကတော့ယုံကြည်မှုနဲ့လေးစားမှုပါပဲအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေမှာပွင့်လင်းမြင်သာမှုရှိဖို့အရေးကြီးတယ်လို့သတင်းအချက်အလက်တွေကိုလည်းချင်းချင်းမျှဝေကြရပါတယ်ဖွဲ့ဝင်တွေရဲ့အကြံဉာဏ်တွေသဘောထားတွေကိုနားထောင်ပြီးတော့လေးလေးစားစားတုံ့ပြန်ပေးရပါမယ်မတူညီတဲ့အမြင်တွေနောက်ခံယဉ်ကျေးမှုတွေကိုလည်းလေးစားတတ်ဖို့လိုပါတယ်လူတိုင်းကိုတန်းတူဆက်ဆံဖို့လိုပါတယ်ဒီလိုယုံကြည်မှုနဲ့လေးစားမှုတွေပြီးဆောင်နိုင်ဖို့အတွက်ဆိုရင်ပုံမှန်အစည်းအဝေးတွေပြုလုပ်တာချင်းချင်းတိုင်ပင်ဆွေးနွေးတာတွေပြုလုပ်ရပါမယ်နံပါတ်2အနေနဲ့ကတော့ရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်နဲ့စံတန်ဖိုးတွေလူမှုဖွဲ့စည်းတစ်ခုမှာရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်နဲ့ဘုံတန်ဖိုးတွေထားရှိဖို့လိုပါတယ်ကျွန်တော်တို့ဒီဖွဲ့စည်းကိုဘာကြောင့်တည်ထောင်တာလဲဘာတွေလှုပ်ဆောင်သွားမှာလဲဘယ်လိုကျင့်ဝတ်တွေကိုလိုက်နာမှာလဲစတဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားရပါမယ်ဖွဲ့ဝင်အားလုံးလက်ခံနိုင်တဲ့ဘုံတန်ဖိုးတွေထားရှိရပါမယ်ဥပမာပူပေါင်းဆောင်ရွက်မှုယူသားမှုတာဝန်ယူမှုတာဝန်ခံမှုစတာတွေကိုသတ်မှတ်ပြီးတော့လိုက်နာကျင့်သုံးရပါမယ်ဒါမှသာဖွဲ့ဝင်တွေဟာကိုယ်ဘယ်လမ်းကြောင်းပေါ်ရှောက်နေတယ်ဆိုတာကိုသိပြီးတော့သိအားထက်သန်စွာပူပေါင်းပါဝင်နိုင်မှာဖြစ်ပါတယ်နောက်နံပါတ်3အနေနဲ့ကတော့ပူပေါင်းပါဝင်မှုကိုအားပေးလှုံ့ဆော်ခြင်းဖြစ်ပါတယ်လူမှုဖွဲ့စည်းခိုင်မာဖို့အတွက်လူတိုင်းပါဝင်ခွင့်ရှိကြောင်းခံစားဖို့ရည်ကြီးပါတယ်ဖွဲ့ဝင်အားလုံးရဲ့အကြံဉာဏ်မျိုးနားထောင်ပြီးသူတို့ရဲ့အရေးချင်းတွေကိုတုံးချရပါမယ်ဥဆောင်သူတော်တွေကလုပ်နေတာမျိုးမဟုတ်ပဲဖွဲ့ဝင်တွေအားလုံးကိုတာဝန်တွေခွဲဝေသတ်မှတ်ပြီးအတူတကွပူးပေါင်းလှုပ်ဆောင်ခွင့်ပေးရပါမယ်ဒီလိုလုပ်ခြင်းအဖြစ်အဖွဲ့ဝင်တွေဟာကိုယ့်ကိုယ်ကိုအရေးပါတဲ့သူတွေလို့ခံစားရပြီးပုံမတက်ကြွစွာပါဝင်လာပါလိမ့်မယ်နောက်နံပါတ်4ကတော့ထိရောက်သောဆက်သွယ်မှုဝင်လင်းပြီးပုံမှန်ဆက်သွယ်ပြောဆိုခြင်းကခိုင်မာတဲ့လူအဖွဲ့အစည်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်ချင်းချင်းကြားနေသိနေရအောင်ပုံမှန်စကားပြောဆိုတာမျိုးတွေလုပ်နေရပါမယ်ချင်းချင်းစိတ်ရှိလက်ရှိနားထောင်တတ်ဖို့လည်းအရေးကြီးပါတယ်ပဋိပက္ခတွေဖြစ်လာတဲ့အခါမှာလည်းအပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းရပါမယ်သတင်းလွှာတွေပုံမှန်ပြဖို့တာအွန်လိုင်းကနေပုံမှန်အစည်းအဝေးတွေပြုလုပ်တာမျိုးတွေဟာဆက်သွယ်ရေးကိုထိရောက်စေပါတယ်နောက်ဆုံးနံပါတ်5အနေနဲ့ကတော့အောင်မြင်မှုများကိုဂုဏ်ပြုခြင်းနဲ့အပြန်အလှန်ပံ့ပိုးမှုပဲဖြစ်ပါတယ်ဖွဲ့စည်းရဲ့အောင်မြင်မှုတွေကိုအတိအမှတ်ပြုပြီးဂုဏ်ပြုပေးဖို့ကအရေးကြီးပါတယ်တေးသားဖြစ်စေအကြီးသားဖြစ်စေအဖွဲ့ဝင်တွေရဲ့အောင်မြင်မှုကိုအတိအမှတ်ပြုပေးပြီးကျင့်ပပေးခြင်းအဖြစ်ဖွဲ့ဝင်တွေဟာပုံမစိတ်တက်ကြွပြီးတော့ဆက်လက်ပါဝင်ခြင်းစိတ်လည်းရှိလာပါလိမ့်မယ်ဖွဲ့ဝင်တွေအနေနဲ့အခက်အခဲကြုံတွေ့တဲ့အခါချင်းချင်းကူညီဖေးမကြဖို့အားပေးပါအပြန်အလှန်ပံ့ပိုးမှုတွေကဖွဲ့စည်းခိုင်မာဖို့တိုးတက်စေပါတယ်ဒီအချက်တွေကိုနားထောင်ပြီးပြီဆိုရင်တော့လူမှုဖွဲ့စည်းတစ်ခုတည်ဆောက်ဖို့သေးငယ်တဲ့ခြေလှမ်းလေးတွေကနေစတင်ပြီးတော့လှုပ်ဆောင်သွားလို့ရပါပြီမိတ်ဆွေမိသားစုလုပ်ဖော်ကိုင်ဘက်တွေနဲ့စကားပြောပါကိုနေထိုင်ရာရက်ကွက်ဒါမှမဟုတ်ကိုယ့်ရဲ့စွန့်ဝင်စားမှုတူတဲ့လူဖွဲ့စည်းတွေမှာဘယ်လိုပါဝင်ဆောင်ရွက်ရမလဲဆိုတာကိုဆွေးနွေးပါ
ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့အဖွဲ့အစည်းတစ်ခုခုကိုရှာပါကိုယ်တကယ်စိတ်ဝင်စားတဲ့အဖွဲ့အစည်းတစ်ခုခုမှာပါဝင်ခြင်းအဖြစ်ကိုကအကျိုးပြုတယ်လို့ကိုယ့်အတွက်လည်းအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်ဥဆောင်သူကောင်းတယောက်မဟုတ်ရင်တော့ပါဝင်သူကောင်းတယောက်ဖြစ်လို့ရပါတယ်လူမှုဖွဲ့စည်းတစ်ခုခိုင်မာဖို့ဆိုတာဥဆောင်သူတဦးတယောက်တည်းနဲ့လုပ်လို့မရပါဘူးပါဝင်သူတိုင်းရဲ့ပူးပေါင်းပါဝင်မှုကလည်းရေးကြည့်ပါတယ်ဟုတ်ကဲ့ဒီလိုလူဖွဲ့စည်းတွေတည်ဆောက်ရမှာစိန်ခေါ်မှုတွေလည်းရှိပါတယ်ပဋိပက္ခတွေပုတ်တိုက်မှုတွေဘာမှမဆိုဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ညှိနှိုင်းမှုတွေအချင်းချင်းဆွေးနွေးမှုတွေနဲ့အတူဖြည့်ရှင်းသွားမယ်ဆိုရင်ဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်ညီကုန်းကျုံအနေနဲ့ပြောရမယ်ဆိုရင်လူမှုအဖွဲ့အစည်းတွေဟာကျွန်တော်တို့တဦးချင်းစီရဲ့ဘဝကိုပုံမူပြီးပြည့်စုံရုံမကပုံမူကောင်းမွန်တဲ့လူပေါင်းဖွဲ့စည်းတစ်ခုကိုလည်းတည်ဆောက်ပေးနိုင်ပါတယ်ကျွန်တော်တို့အားလုံးဟာပုံမူအားကောင်းတဲ့လူဖွဲ့စည်းတစ်ခုကိုဖန်တီးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူပုံမူကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုဖန်တီးကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်တဲ့ဒီမှာပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပြရစီဒီဗီဒီယိုကနေမိတ်ဆွေတို့အတွက်တခုခုရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် peace